ဗီတာမင်ကတော့ကျွန်တော်ခုစပြီးလုပ်တဲ့3နှစ်လုံးမှာစပြီးတော့ကျွန်တော်နာမည်ကိုမိတ်ဆက်ကြတဲ့အားလုံးကအဲ့လိုမျိုးတော်တော်များများရှိရ feedback ပြန်ကြားရပေါ့နော်ဒီနာမည်ကကြတော့နည်းနည်းလေးထူးဆန်းနေဆိုတဲ့အရာမျိုးပေါ့ဒီအနုပညာလောကအတွက်တော့ဒါမဲ့လည်းအဲ့ကလေးကကျွန်တော်မပြောင်းခဲ့ရပေါ့ဒါဆိုရင်ဒါပေမဲ့လည်းကျွန်တော်နာမည်ကိုလည်းကျွန်တော်အရင်ကြိုက်တယ်ဒီနာမည်မှာလည်းဟိုခွန်အားကြီးအများကြီးပါနေလို့ကျွန်တော်ခံစားရတယ်ကျွန်တော်အတွက်လည်းဖယ်ဖြစ်ဖြစ်ကျွန်တော်ရဲ့ပရိသတ်တွေအတွက်ပဲဖြစ်ဖြစ်ဗီတာမင်ဆိုတာတကယ်ခန္ဓာကိုယ်မှာရှိတဲ့ဗီတာမင်ဓာတ်တွေအပြည့်အဝပေးနေတဲ့ဒါတော့ဟိုကိုပေါ့နော်အားသေးတစ်လုံးလို့ခံစားရတယ်လို့ထင်ပါတယ်အရင် service ဖြစ်သွားလားနာမည်ရင်သိမြင်မှာခင်ဗျာဟုတ်အော်ကျွန်တော်က Vita ဆွဲနာမည်ကိုကြိုက်တယ် Vita ဆွဲနာမည်ကိုကြိုက်တော့ကြတော့ဟိုကျွန်တော် Facebook account ဖွင့်တဲ့အချိန်မှာ Vita ဆိုပြီးဖွင့်တယ်ဒါပေမဲ့တစ်လုံးနဲ့လုပ်လို့မရဘူး Facebook ကနှလုံးဆိုတော့ကျွန်တော်နာမည်မှာသိမြတ်မင်းနောက်ဆုံးဒါ family name မင်းကိုကျွန်တော်ကထည့်လိုက်တာထည့်ရတဲ့အချိန်မှာ Vita နဲ့မင်းနဲ့ Vita မင်းဖြစ်သွားတာဒါပေမဲ့ဟိုဒီလုပ်တဲ့အချိန်ကျတော့လည်း custom ဝင်တဲ့အခါမှာဟိုဒီ Facebook name နဲ့ပဲဝင်ဖြစ်တော့ဒီနာမည်ကတွင်သွားဟုတ်မလုပ်ဖြစ်တော့မတည်ဘူးပေါ့လုပ်ဖြစ်ရင်တော့တစ်ချက်တင်ရပါဒါပေမဲ့တိမ့်မြတ်မင်းနဲ့ကျွန်တော်ကဒါ trust family ကနေပြီးတော့ကျွန်တော်ဟိုခါရော်မီဆိုတဲ့ဟိုဇလန်းရိုက်တုံးကတော့တိမ့်မြတ်မင်းဆိုရယ်ကျွန်တော်ရဲ့နာမည်အရင်ကိုသုံးထားရင်အဲ့မှာဆိုလို့ရှိရင်လည်းပရိသတ်တော်တော်များများသဘောကျကြတော်တော်လေးကို selfish ဖြစ်နေပြီကျွန်တော်ကိုချစ်တာများရှော့လိုက်အောင်ခဏလေးဘယ်လောက်ဒီကိုချစ်တာလဲအရင်ချစ်တာလားရှာနှုံးပြေပေါ့နော်ရှာနှုံးပြေပေါ့ချစ်ပါတယ်ကိုချစ်မှလည်းကောင်းတာလေးနော်အော်ဒီနေ့ထဲမှာတော့ကျွန်တော်၄ကားလာဖို့ရှိပါတယ်ခင်ဗျာအားလုံးပဲစောင့်မျှော်ပြီးတော့ကြည့်ရှုပြီးအားပေးကြပါအောင်ခင်ဗျာဟို၄ကားလုံးမှာတော့ကျွန်တော်ကိုမြင်နေကြမဟုတ်တဲ့ပုံစံမျိုးဖြစ်အောင်တော့ဘာလို့ဆိုကျွန်တော်ကိုယ်လည်းအသစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဘယ်လိုကာရီတာပဲမဆိုကျွန်တော်တို့ကတော့ challenge ဖြစ်တယ်ပေါ့နော်ဒါပေမဲ့၄ခုလုံးကတော့ကွဲအောင်တော့စူးစမ်းထားပါတယ်ခင်ဗျာအားပေး